ခဏတဝင်လာတဲ့တပါးသာတွေ့များစိတ်ရတူမျိုးပါလာတဲ့များခံစားချက်ပေါ်ချကရေးသားအစိုးကောင်းတဲ့နေထားများထိရွေ့သာပြောင်းလဲနေမင်းပေါ်မှာကျေးဇူးတရားတွေရှိခဲ့ဘူးသူအားလုံးကိုမြင်တောင်းကြည့်ရင်ဘွားမှာနေကြမြေအောင်နေပြလုံးပြတဲ့မှာမောင်လေးပုံလာနေနိုင်တဲ့နောက်ဆုံးခိုက်တယ်မှာအပါတွေဖြစ်အောင်မှာအိုးလေးနာလေးတခုလမ်းပြရိုက်မှာငါနောက်ဆုံးထွက်တဲ့အမိတောင်းချေပါမလားကုန်းမထမ်းနေနာတဲ့ຢာတွေအားလုံးရေးလံလို့လွတ်ချလိုက်မိခဲ့တယ်မကောင်းတဲ့ဆိုင်များခါလီမစီးဝင်လာတဲ့လိုင်းရည်တန်းကြောင့်ငါကိုယ်ထဲမှာကြောင်းမဲ့တိုက်စားခံရတဲ့များနေမှုကြောင့်ဖြစ်လာတဲ့ခေါင်းထဲမိုက်များအမားတွေများတော့တောင်းမှန်ရင်မိဘတစ်ပါးလူတန်းစီနေတိုင်းအောင်သူတို့ရဲ့ရှိသမျှအားကိုထစ်မေးရတံမိုးကိုပူတီးခဲ့တဲ့သားမအဓိကတရားမှုနောက်ဆုံးရင်လက်ချက်လေးမှာပြောချင်မိတဲ့သားရဲ့အတိအကျစကားကိုနှလုံးနဲ့မရက်တဲ့ခင်ကလာရဲ့အပိုင်းကြားမှာမင်းပေးနေရှိနေသူတွေအဘာနဲ့မှနိုင်မရတခါကရိုင်းများမိခဲ့တဲ့အဖြစ်တွေကိုပြန်လဲကတွေးတော့ချိန်မီလွတ်တောင်းမှန်ပြီးတော့ကိုယ့်ရဲ့အမားတွေကိုစေးကြော့အောင်လူသားချင်းတယောက်နဲ့တယောက်မတူကွဲပြားမှုကတိတ်ကိုများတယ်ထို့အတွက်ကြောင့်ဆင်ပြေအောင်ပေါင်းဘယ်တော့မှစိတ်ကိုမကစားနဲ့အတိတ်ကိုတအားမလို့ပဲရှေ့ဆက်ဖို့ကြောင်းရင်းတွေမှာတခြားမရှိမင်းဒုက္ခရောက်ချင်ရှိနေပေမဲ့အပေါင်းအသင်းတွေမှာအများကြီးမြေအောင်နေပြလုံးပြတဲ့မှာမောင်လေးပုံလာနေနိုင်တဲ့နောက်ဆုံးခိုက်တယ်မှာအပါတွေဖြစ်အောင်မှာအိုးလေးနာလေးတခုလမ်းပြရိုက်မှာငါနောက်ဆုံးထွက်တဲ့အမိတောင်းချေပါမလား Think about the best thing that you ever had in your life The 7 minutes is waiting before you leave that's the last thing ဖောက်လဲဖောက်ပြန်တဲ့စိတ်ဓာတ်တွေစောက်လဲကောက်ဆန်တဲ့လူတွေအကြောက်လဲကြောက်ပြန်ရဲ့ဒို့တော်လဲတောက်ပဲခောက်ရံပဲတတ်နိုင်တော့ကိုချစ်နေကိုပြန်တွေးရမယ်နောက်ဆုံးရင်7 minutesအတွင်းမှာ head and heaven ဘယ်ကိုသွားမလဲမျိုးကိုယ်တိုင်သိချရွေးရမယ်နောက်ဆုံးခီးရောက်အောင်မီကျွေးရလန်းလာကြသည်မတည်သေးတော့ဖိနေလို့လေတွေချင်းလမ်းမများစီမိသားစုနဲ့ပေါင်းတင်များပေါ်ချိန်မီလေပြခွက်ခဲ့သမျှအားလုံးတွေ့ကိုရခဲ့ရဲ့မြေအောင်လေးပြလုံး